မိသားစုတွေမှာရှိတဲ့အမတ်တရားတွေဇလန်းတွေကိုနောက်မျိုးဆက်တွေစီဘလို့များလက်ဆင့်ကမ်းကြမလဲဆိုတာစဉ်းစားမိကြမှာပါကဲဒီနေ့မှာတော့ခင်မီနီပညာကိုအသုံးပြုပြီးမိသားစုရာဇဝင်တွေကိုဘလို့ထိန်းသိမ်းမလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်ဒါကတော့ Mind Book လို့ခေါ်တဲ့တကယ်ကိုထူးခြားတဲ့အလုပ်ရုံဆွေးနွေးပွဲတစ်ခုအကြောင်းပါပဲအဲ့ဒီတော့ဒီအလုပ်ရုံဆွေးနွေးပွဲကဘာကြောင့်ဒီလောက်အရေးကြီးလာရတယ်လဲဆိုတဲ့အရန်ကန်အကြောင်းတရားကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဒါလေတော်တော်များများရဲ့အနှလုံးသားနဲ့အနည်းဆက်ဆုံးပြဿနာတစ်ခုလို့တောင်ပြောလို့ရပါတယ်အချင်းကြီးကြာလာတာနဲ့အမျှပေါ့အဖောတန်နဲ့မိသားစုပုံမြင်တွေကတဖြည်းဖြည်းမင်းမိန်ပြီးပျောက်ကွယ်သွားတတ်ကြတယ်အဲ့ဒီအခါမှာဘာတွေများဆုံးရှုံးသွားကြမလဲအဲ့ဒီမိကုန်းကပဲဒီ My Book စီမံကိန်းကိုမွေးဖွားပေးလိုက်တဲ့အဓိကမောင်းနှင်အားထိလာခဲ့တာပါဟုတ်ပါပြီမိသားစုရဲ့တမိုင်းချောင်းနဲ့အမတ်တရားတွေဆိုတာတန်ဖိုးရှက်လို့မရတဲ့ယတနာတွေနဲ့တူပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲအရန်ကိုနုနယ်ပြီးတော့မေလျော့ထားလိုက်မယ်ဆိုရင်အလွဲတကူပဲပျောက်ဆုံးသွားနိုင်တဲ့ຢာတွေပါကဲဟုတ်ပြီအခုပြဿနာကိုသိပြီဆိုတော့ဖြည့်ရှင်းချက်ဘက်ကိုကူးပြောင်းကြည့်ကြရအောင်ဒါကတော့ My Book လို့ခေါ်တဲ့အစီအစဉ်တစ်ခုကိုမိတ်ဆက်ပေးခြင်းပါ My Book ဆိုတာကိုနီးမီယာတက်လို့မမြင်စေချင်ပါဘူးတကယ်တော့ဒါဟာမိသားစုဝင်တွေကြားကဆက်ဆံရေးကိုပိုမိခိုင်မြဲစေဖို့အတူတကွအမတ်တရားတွေဖန်တီးနိုင်ဖို့အဓိကထားတဲ့အတွေ့အကြုံတစ်ခုအဖြစ်ဒီဇိုင်းဆွဲထားတာပါကဲ My Book ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့တန်ဖိုးထားမှုတွေကိုကြည့်လိုက်ရအောင်ပထမဆုံးကတော့မိသားစုကိုဗဟုပြုထားတယ်ပြီးတော့မျိုးဆက်အလုံးအတူတကွသင်ယူနိုင်ဖို့ရည်ရွယ်တယ်အရေးကြီးဆုံးတစ်ခုကတော့ပါဝင်သူတိုင်းရဲ့ခံစားချက်ကိုလေးစားပြီးစိတ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးဖို့အထူးအလေးထားပါတယ်အခု My Book Design ရဲ့အထူးစံတည်ထွေးမှုဖြစ်တဲ့လိုင်းကြောင်းတစ်ခုပါဝင်တဲ့စနစ်ကိုလေ့လာကြည့်ကြရအောင်ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့အဓိကအချက်ကတော့ဒီလမ်းစုံလမ်းခွာပါပဲဆိုလိုတာကမိသားစုရဲ့အခြေအနေနဲ့လိုအပ်ချက်ပုံမူတည်ပြီးရွေးချယ်စရာလမ်းကြောင်းနှစ်ခုရှိပါတယ်။တစ်ခုကတက်ကြီးပိုင်းကိုဦးဆောင်စေတဲ့လမ်းကြောင်း A ဖြစ်ပြီးနောက်တစ်ခုကတော့မိသားစုအားလုံးပူးပေါင်းပါဝင်တဲ့လမ်းကြောင်း B ပါ။ဒီစနစ်ရဲ့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကသူ့ရဲ့ပျော့ပြောင်းမှုပါပဲ။ဆိုလိုတာကအစပိုင်းမှာရွေးချယ်ခဲ့တဲ့လမ်းကြောင်းကအမြဲတမ်းအတွက်မဟုတ်ပါဘူး။မိသားစုရဲ့အခြေအနေပြောင်းလဲလာတာနဲ့အမျှလမ်းကြောင်းတစ်ခုကနေနောက်တစ်ခုကိုလိုအပ်တယ်လို့ကူးပြောင်းသွားလို့ရပါတယ်။ကောင်းပါပြီအခုဆိုရင်တော့လမ်းကြောင်းတစ်ခုချင်းစီရဲ့အသေးစိတ်လှုပ်ဆောင်ပုံတွေကိုစပြီးလေ့လာကြည့်ကြရအောင်ဒီအားကောင်းတဲ့စကားလုံးတွေကတက်ကြီးပိုင်းကဥဆောင်တဲ့လမ်းကြောင်း E ရဲ့ခန်းစားချက်ကိုအကြည့်အဝဖော်ပြနေပါတယ်ဒီလမ်းကြောင်းမှာဇက်လန်းရဲ့ပိုင်ရှင်ဟာသူတို့ကိုယ်တိုင်မှာပဲဒါကတော့ရှစ်ပတ်ကြာမိမဲ့လမ်းကြောင်း A ရဲ့အနှစ်ချုပ်ပါအစပိုင်းမှာတက်ကြီးပိုင်းကသူရဲ့ရည်ရွယ်ချက်ကိုသတ်မှတ်မယ်ပြီးရင်သူရဲ့ဇက်လန်းတွေကိုမတန်းတက်မယ်နောက်ဆုံးမှာတော့အရေးကြီးတဲ့အဆင့်နဲ့ရောက်တိုင်းမိသားစုကိုပြန်လည်မျှဝေတော့မှာပါဒီမှာအဓိကတက်ကြီးပိုင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုအလေးထားတာပါပဲလမ်းကြောင်းအိမ်မှာအထူးခြားဆုံးနဲ့စိတ်လို့ခြားစရာအကောင်းဆုံးခိုက်တိုင်တစ်ခုကတော့ဒီမိသားစုအကျိုးမိတ်ဆက်ပွဲပါပဲဒီတွေ့ဆုံမှုမှာတက်ကြီးပိုင်းကသူတို့ရဲ့မှတ်တိုင်နဲ့ထားတဲ့ဇလန်းတချို့ကိုမျှဝေပြီးမိသားစုဝင်တွေနဲ့ဆွေးနွေးကြပါတယ်ဒီချက်မှာဇလန်းတွေကတကယ်ကိုအသက်ဝင်လာတာပါကဲအခုလမ်းကြောင်းပြီးကိုကြည့်ကြရအောင်သူ့ရဲ့ဆောင်ပေါ်အတိုင်းပါပဲကျွန်တော်တို့အတူတကွတီးဆောက်ကြမယ်တဲ့ဒါကပူပေါင်းပါဝင်မှုနဲ့အားလုံးကိုလက်တွဲခေါ်ဆောင်သွားမဲ့လမ်းစဉ်တစ်ခုပါဆယ်ပတ်ကြမြင်မဲ့လမ်းကြောင်းပြီးမှာတော့အဖွဲ့လိုက်ဆောင်ရွက်မှုကိုအဓိကထားပါတယ်မိသားစုဝင်အားလုံးကအစကတည်းကအဖွဲ့တစ်ဖွဲ့အနေနဲ့တာဝန်တွေခွဲဝေပြီးဒီစီမံကိန်းကိုအတူတကွအကောင့်ထဲပေါ်သွားကြမှာပါလမ်းကြောင်းပြီးရဲ့အားသာချက်တစ်ခုတော့မိသားစုဝင်တဦးချင်းစီကသူတို့ရဲ့စိတ်ဝင်စားမှုနဲ့ကျွမ်းကျင်မှုအလိုက်တာဝန်တွေခွဲဝေယူနိုင်တာပါပဲဥပမာတက်ကြီးပိုင်းကဇလန်းကိုပိုင်ဆိုင်တယ်။သားသမီးတွေကစီမံခန့်ခွဲမှုလုပ်တယ်။မေးတွေကမေခွန်းမေးတဲ့သူနီးပညာကိုင်းတော်တဲ့သူအဖြစ်ပါဝင်နိုင်တယ်။ဒီလိုဖွဲ့စည်းပုံကပူးပေါင်းဆောင်ရွက်မှုကိုတကယ်ကိုအားပေးပါတယ်လမ်းကြောင်းတစ်ခုလုံးမှာနီးပညာကိုရှုပ်ထွေးတဲ့အရာတစ်ခုအဖြစ်မမြင်စေဘဲအသုံးဝင်တဲ့ digital လက်ထောက်တွေအဖြစ်ပုံဖော်ထားပါတယ်ဒီ AI ကိရိယာတွေကဇလန်းတွေစုစည်းတာမေခွန်းတွေဖန်တီးတာလိုမျိုးအလုပ်တွေကိုပုံမလဲကိုချောမွေ့အောင်ကူညီပေးပါတယ် AI ရဲ့လက်တွေ့ကျတဲ့အကျိုးကျေးဇူးတစ်ခုကတော့ဒီလိုကိုယ်ပိုင်မီးခွန်းတီဖန်တီးပေးနိုင်တာပါပဲဒါကလူတစ်ယောက်ရဲ့အတွေ့အကြုံဒါမှမဟုတ်အဲ့ဒီနေ့ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးတင့်တော်တဲ့မီးခွန်းတွေကိုအလိုအရောက်အကြံပြုပေးနိုင်ပါတယ်ဒါကြောင့်အမတ်တရားတွေကိုပြန်ပြောပြတဲ့အခါမှာပူပြီးအရေးပဲရှိသလိုလုံခြုံမှုလည်းရှိစေတာပေါ့ခေါင်းပါပြီအခုညီကုန်းပိုင်းကိုရောက်လာပါပြီဒီလမ်းကြောင်းတစ်ခုလုံးကနေနောက်ဆုံးမှဘယ်လိုရလကောင်းဒီထုတ်ပေါ်လာမလဲဆိုတာကိုအထူးတကကြည့်လိုက်ကြရအောင်ဒီ My Book စီမံကိန်းကနေရရှိနိုင်တဲ့ဘက်စုံကြိုးကျေးဇူးတွေကိုကြည့်လိုက်ရင်ဒါဟာနောက်ဆုံးထွက်လာတဲ့စာအုပ်တအုပ်တီးအစမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။တက်ကြီးပိုင်းရဲ့အထံကိုထိမ့်သိမ်းနိုင်ပါမိသားစုဆက်ဆံရေးပူပြီးခိုင်မြဲလာတာမျိုးဆက်သက်တီ digital ကျွမ်းကျင်မှုတိုးတက်လာတာတွေအထိအကျိုးကျေးဇူးများစွာရရှိစေပါတယ်အဓိကမှတ်သားထားရမယ့်ချက်ကတော့
မိသားစုကလမ်းကြောင်း A ကိုပဲရွေလမ်းကြောင်း B ကိုပဲရွေအဆုံးစုံပန်းတိုင်ကတော့တစ်ခုတည်းပါပဲအဲ့ဒါကတော့မိသားစုရဲ့သမိုင်းကြောင်းနဲ့အမြဲတမ်းရှင်သန်နေမဲ့လက်သွယ်မှုတစ်ခုကိုတိဆောက်ဖို့ပါပဲ နောက်ဆုံးအနေနဲ့စဉ်းစားစရာမိကွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါစေမိသားစုတိုင်းမှာပြောပြဖို့စောင့်နေတဲ့ဇလန်တစ်ပုတ်တော်ရှိနေတတ်ပါတယ်ကိုမိသားစုရဲ့ပြောပြခြင်းမခံရသေးတဲ့အဲ့ဒီတန်ဖိုးရှိတဲ့ဇလန်ကများပါဖြစ်နိုင်မလဲ